အိမ်သာနဲ့စီးပွားရေးဘာဆိုင်တယ်လဲမိမိတို့ရဲ့အိမ်မှာစီးပွားရေးတွေအဆင်မပြေဖြစ်နေတာတွေနောက်ပြီးတော့ငွေကြေးတွေကလည်းဝင်သလောက်ပြန်ပြီးတော့ထွက်နေတာမျိုးတွေလက်ပိတ်နေတယ်လို့မျိုးခံစားနေရတာမျိုးတွေကြုံမှုကြတယ်ဆိုလို့ရှိရင်လူတော်တော်များများကလက်ပွင့်စေဖို့အတွက်စီးပွားတက်စေဖို့အတွက်ကိုမိမိအိမ်မှာရှိတဲ့ဘုရားကျောင်းဆောင်ဘုရားခန်းဧကန်ဒါမှမဟုတ်လို့ရှိရင်အိမ်ဦးခန်းတွေကိုပဲအဓိကထားပြီးတော့တန်ရှင်းလောက်ကြတာပြင်ဆင်ကြတာမျိုးတွေကိုလုပ်လေရှိကြပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့လုံးဝတတိမထားမိပဲနဲ့ကြော်သွားတတ်တဲ့နေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့အိမ်နာဒါမှမဟုတ်လို့ရှိရင်တက်စင်ကန်ဆိုတဲ့နေရာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မြမရိုးရာလောကီအယူအဆတွေနဲ့ကဘာကျော်ဖုံးရွှေပညာရက်တွေအရာအိမ်နာဟာအိမ်တလုံးရဲ့ငွေကြေးစီးဆင်းမှုလက်လာပါရရှိမှုတွေနဲ့ဓာတ်ရိုက်သက်ဆိုင်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်အိမ်နာကနေပြီးတော့အမင်္ဂလာစွမ်းအင်တွေနော်စွမ်းအင်စိုးတွေမထွက်လာဘဲနဲ့လက်ပွင့်စေဖို့ငွေဝင်စေဖို့အတွက်ကိုဘယ်လိုအချက်မျိုးတွေကိုဂရုစိုက်ရမလဲဆိုတာကိုဒီကနေ့ဗီဒီယိုလေးမှာကျွန်တော်ကအသေးစိတ်တင်ပြပေးသွားမှာဖြစ်တဲ့ကြောင့်မို့လို့ဗီဒီယိုလေးကိုအဆုံးထိအောင်လိုက်ပါနားဆင်ကြည့်ရှုပေးဖို့အတွက်လည်းကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်ဒါကြောင့်မို့လို့လက်ပွင့်စေဖို့အိမ်နာကိုဂရုစိုက်ရပါမယ်အဲ့တော့အိမ်နာကိုဘယ်လိုဂရုစိုက်ရမလဲအိမ်နာတကားကိုအမြဲပိတ်ထားခြင်းကလည်းလျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်ပထမဆုံးအနေနဲ့အလွယ်ကူဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့မိမိရဲ့အိမ်ကအိမ်နာတကားတက်စင်ကန်တကားကိုအမြဲတမ်းပိတ်ထားဖို့ပဲဖြစ်ပါတယ်အဲ့တော့အိမ်နာဆိုတာတဘာဝအရာအညစ်အကြေးတွေကိုစွန့်ပစ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနှုတ်လက္ခဏာဆောင်တဲ့စွမ်းအင်စိုးတွေ negative energy တွေအများဆုံးရှိတတ်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်တကယ်လို့များမိမိတို့ကမိမိတို့ရဲ့အိမ်နာတကားကိုဖွင့်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီအညစ်အကြေးစွမ်းအင်စိုးတွေကမိမိရဲ့အိမ်ခန်းနဲ့ဧကန်နဲ့အိမ်ဦးခန်းတွေကိုပြန့်လွင့်လာတတ်ပြီးတော့မှအိမ်အတွင်းမှာရှိတဲ့မင်္ဂလာစွမ်းအင်တွေကိုဖျက်ဆီးပစ်တတ်ပါတယ်ဆိုပြီးတော့ဆိုထားပါတယ်။ဒါကြောင့်မို့လို့အိမ်နာကိုအသုံးပြုပြီးတိုင်းမှာတကားကိုပြန်ပြီးတော့ပိတ်တဲ့အလေးချင်းကိုမိသားစုဝင်တိုင်းမဖြစ်မနေလှုပ်ဆောင်သင့်ပါတယ်။အထူးသဖြင့်အိတ်ခမ်းနဲ့တွဲရက်ပါတဲ့နော်အိမ်နာ master bedroom ဒီလိုခန်းနေနဲ့တွဲရက်ပါတဲ့ toilet တွေဆိုလို့ရှိရင်ပို့ပြီးတော့မှဂရုစိုက်ပြီးတော့ပိတ်ထားရပါမယ်။ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်မိမိတို့အိတ်ဆက်နေစဉ်အတွင်းမှာမိမိတို့ရဲ့ကျန်းမာရေးနော်လက်လာပါကိုထိခိုက်စေနိုင်လို့ပဲဖြစ်ပါတယ်။နောက်တစ်ချက်ကကြတော့အိမ်နာအဖုံးနဲ့ဒါငွေကြေးယိုစိမ့်မှုဆက်ဆက်တဲ့ပုံပါပဲ။ဒုတိယအချက်ကတော့အိမ်နာအိုးအဖုံးဒီအိမ်နာအိုးအဖုံးကိုကျွန်တော်တို့တွေအမြဲချထားဖို့ပဲဖြစ်ပါတယ်။ဘေးရင်နဲ့ဖုံးရွှေအယူအဆတွေမှာရေစီးစင်းတဲ့နေရာရေစင်းတဲ့လမ်းကြောင်းတွေကိုငွေကြေးစီးထွက်မှုရှိတဲ့နေရာတွေဆိုပြီးတော့သတ်မှတ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တွေအိမ်နာသုံးပြီးသွားလို့ရေဆွဲချတဲ့အခါမှာရေတွေဝုန်းကနေစီးဆင်းသွားတာနဲ့အတူအိမ်ရဲ့လက်လာပါတွေပါရောပြီးတော့ပါသွားတတ်တယ်ဆိုပြီးတော့အယူအဆရှိကြပါတယ်။ဒါတွေမကသေးပါဘူးကျွန်တော်တို့ရေဆွဲချတဲ့အချိန်မှာမျက်စိနဲ့မမြင်ရတဲ့ဘက်တီးရီးယားတွေနဲ့စွမ်းအင်စိုးတွေဟာနော်လေထုထဲကိုပြီးတော်ကြာနော်ပြန့်လွင့်သွားတတ်ပါတယ်။ဒါကြောင့်မို့လို့ရေမဆွဲချခင်မှာအိမ်နာအိုးအဖုံးကိုအရင်ဆုံးချဖို့အတွက်လိုအပ်ပါတယ်။ပြီးမှရေကိုဆွဲချပေးဖို့လိုအပ်ပါတယ်။ပုံမှန်အချိန်တွေမှာလည်းအဖုံးကိုပိတ်ထားခြင်းအပြင်မိမိတို့ရဲ့စီးပွားလက်လာပါတွေအလဟတ်သက်စီးထွက်မသွားနိုင်အောင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။အဲ့တော့မြန်မာအိမ်နာများအနေနဲ့ကြီးလက်အိမ်နာများအနေနဲ့လည်းမိမိတို့ရဲ့အိမ်နာအဖုံးမရှိဘူးဆိုရင်တော့မှပဲမိမိတို့အိမ်နာရဲ့နော်ဒီကမုတ်ကိုတန်ရှင်းအောင်အမြဲတမ်းထားပြီးတော့မိမိတို့ရဲ့အိမ်နာတကားကိုတော့အတက်နိုင်ဆုံးအသုံးပြုပြီးချိန်မှာပိတ်ထားဖို့အတွက်လိုအပ်ပါတယ်။ဘာကြောင့်ဒါကိုခံရတာလဲဆိုတော့ဒီဖုံးရွှေပညာရက်မှာရေဒီယိုစိတ်မှုဟာငွေကုန်ပေါက်ဖြစ်တယ်ဆိုပြီးတော့ဆိုထားရတဲ့ကြောင့်ပဲဖြစ်ပါတယ်။အဲ့တော့ရေဒီယိုစိတ်မှုလုံးဝမရှိစေရဘူးဆိုတဲ့အချက်ကအရေးကြီးပါတယ်။ဒါကမိမိတို့ရဲ့အိမ်နာကနော်ရေတိုင်ကြီးနော်ပုံမှန်ကောင်းဒါမှမဟုတ်လို့ရှိရင်ရေပိုက်တွေကနေပြီးတော့ရေတွေတစ်စက်စက်ယိုစိတ်နေတာမျိုးတွေရှိနေပါသလားပြန်ပြီးတော့စစ်ဆေးဖို့အတွက်လိုအပ်ပါတယ်။တကယ်လို့အဲ့လိုမျိုးအိမ်နာကပိုက်တွေကနော်ရေတွေတစ်စက်စက်ယိုစိတ်နေတာရေတွေစီးထွက်နေတာမျိုးတွေရှိနေခဲ့မယ်ဆိုလို့ရှိရင်ချက်ချင်းပြင်ပြီးတော့အသုံးပြုဖို့အတွက်လည်းလိုအပ်ပါတယ်။လောကီပညာသဘောအရာရေဒီတစ်စက်စက်ယိုစိတ်နေတာမိမိတို့အိမ်ကငွေကြေးတွေအဖက်မတင်မဲနဲ့အကြောင်းမဲ့ယိုဖိတ်ကုန်ခန်းခြင်းနော်လက်လွန်ခြင်းတွေကိုဖြစ်စေတတ်ပါတယ်။အဲ့တော့ရှာသလောက်နော်ငွေတွေကပြန်ထွက်နေတာမျိုးစီးပူဝါကဒါမှမဟုတ်လို့ရှိရင်မလုံလားအပ်တဲ့နေရာတွေမှာကုန်နေရတာဟာဒီလိုရေယိုစိတ်မှုတွေကြောင့်လည်းပါဝင်နေတတ်ပါတယ်။ဒါကြောင့်မို့လို့အိမ်နာထဲမှာရေယိုတာတွေ့လို့ရှိရင်လုံးဝမပေါ့ဆပါနဲ့ချက်ချင်းပြုပြင်လဲလှယ်ဖို့အတွက်လည်းလိုအပ်ပါတယ်။နောက်တစ်ချက်ကကြတော့တန်ရှင်းခြင်း၆တွေ့ခြင်းနဲ့လင်းထိန်ခြင်းပဲဖြစ်ပါတယ်။အဲ့တော့
မိမိအသုံးပြုနေတဲ့အိမ်နာကတန့်ရှင်းနေရပါမယ်ပြီးတော့၆သွေ့နေရပါမယ်အဲ့ဒီအချက်တွေကအရေးကြီးပါတယ်နော်လင်းထိန်နေရပါမယ်အဲ့တော့အိမ်နာကနော်ပပတ်လေအိမ်နာအတွင်းအပြင်ပပတ်လေမှာညစ်ပတ်ဆူတိုင်းပြီးတော့အနံ့သက်မကောင်းတဲ့အိမ်နာဟာလက်ပိတ်ခြင်းအတွက်ကိုအဓိကတရားခံဖြစ်ပါတယ်အဲ့တော့လက်နဲ့မင်းကြီးကနော်တန့်ရှင်းတက်ရက်ပြီးတော့မွေးပြက်တဲ့နေရာမျိုးကိုပဲဒါနေခြင်းနဲ့လာခြင်းနဲ့သဘောတရားရှိပါတယ်ဒါကြောင့်မို့လို့မိမိတို့အိမ်မှာအသုံးပြုတဲ့အိမ်နာကိုပုံမှန်ဒါတိုက်ချွတ်ပြီးတော့စီချိုပေးဖို့လိုအပ်ပါတယ်အိမ်နာချမ်းမြင်ကိုလည်းအမြဲ၆သွေ့နေအောင်တန့်ရှင်းနေအောင်ထားဖို့လည်းလိုအပ်ပါတယ်ပြီးတော့အိမ်နာထဲမှာအမောင်တူကနော်စွမ်းရည်စိုးတွေကိုဆွဲဆောင်တတ်တဲ့ကြောင့်မို့လို့အိမ်နာကနော်အိမ်နာမှာအသုံးပြုတဲ့မီးကိုဒါလင်းလင်းထိန်ထိန်ရှိမဲ့မီးဒီမျိုးကိုတက်ဆင်ပေးဖို့လည်းလိုအပ်ပါတယ်ပြီးလို့ရှိရင်အနံ့သက်ကောင်းမွန်စေဖို့အတွက်ဒါအမှုရည်နဲ့ပေါ့နော်ကျွန်တော်တို့ air freshener နော် air freshener အခဲလေးတွေဒါမှမဟုတ်လို့ရှိရင်အနံ့ဆုပ်တဲ့အခဲလေးတွေနော်စသဖြင့်ကိုကျွန်တော်တို့တွေအိမ်နာထဲမှာချိတ်ဆွဲထားပေးဖို့လည်းလိုအပ်ပါတယ်အဲ့တော့အနောက်တိုင်းမှာနော်ဖုန်းရှည်ပညာရက်ကိုအဓိကအသုံးပြုကြတဲ့သူတွေကတော့အိမ်နာထဲမှာဒါအလှပန်းပင်လေးတွေဒါစိုက်တက်တဲ့သဘောတရားရှိပါတယ်နော်အဲ့တော့စိမ့်ဆူတယ်ပေါ့နော်အပင်လေးတွေစိုက်ထားတတ်ကြပါတယ်အဲ့တော့ဒီလိုမျိုးမိမိတို့ဒီမြန်မာနိုင်ငံသားများအနေနဲ့လည်းဒါအိမ်နာမှာအသုံးပြုတဲ့အနံ့ဆုပ်တဲ့အခဲလေးတွေရှိပါတယ်ဒီအခဲလေးတွေကိုမိမိတို့ရဲ့အိမ်နာမှာဒါချိတ်ဆွဲထားလို့ရပါတယ်အဲ့တော့အဓိကကတော့အိမ်နာကတန့်ရှင်းရပါမယ်အတွင်းအပြင်အိမ်နာပတ်ပတ်လေတချို့အိမ်နာတွေဆိုလို့ရှိရင်အိမ်နာပတ်ပတ်လေမှာအမိုက်တိုက်တွေရှုပ်ပွားပြီးတော့နော်ဒါမျက်ပင်တွေပေါင်းပင်တွေရှိနေတာမျိုးတွေကလည်းလက်ပိတ်စေတတ်ပါတယ်အဲ့တော့အိမ်နာအတွင်းမှာအိမ်နာအသုံးပြုတဲ့ကမုတ်ကတန့်ရှင်းနေရပါမယ်နော်အဲ့တော့နေ့တိုင်းမလုပ်နိုင်ဘူးမှာဒါ3ရက်တစ်ကြိမ်5ရက်တစ်ကြိမ်စသဖြင့်ပေါ့နော်တန်တန်ရှင်းရှင်းလုပ်ပေးနိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဖုံးရွှေပညာရပ်မှာတဘာဝအပင်လေးတွေနဲ့ဒါစွမ်းအင်မြင့်တင်ခြင်းပဲဖြစ်ပါတယ်အဲ့တော့အစိမ်းရောင်အပင်ငယ်ငယ်လေးတွေကိုအိမ်နာထဲမှာစိုက်ပျိုးထားခြင်းပဲဖြစ်ပါတယ်အိမ်နာထဲမှာတဘာဝအပင်စိမ့်စိမ့်လေးတွေထားရှိပေးခြင်းကအလွန်ကောင်းတဲ့နီလန်တစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနီလန်ကတော့ကျွန်တော်တို့မြန်မာတွေအနေနဲ့တော့အင်မတန်မှအလံဝေးတဲ့နီလန်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာယူဆမှာအိမ်နာထဲမှာအပင်စိုက်တယ်ဆိုတာအင်မတန်မှဒါရှားတဲ့အလေးထားတစ်ခုဖြစ်ပါတယ်အဓိကကတော့မြန်မာတွေအနေနဲ့မိမိရဲ့အိမ်နာကအနံ့သက်ကောင်းမွန်ရမယ်တန့်ရှင်းမှုရှိရမယ်၆သိမှုရှိရမယ်အိမ်နာအတွင်းပြင်ကိုတန်တန်ရှင်းရှင်းလုပ်ပေးနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်ဒါကတော့အနောက်တိုင်းကဒါဖုံးရွှေပညာနဲ့ပတ်သက်ပြီးအသုံးပြုတာပါเนาะတဘာဝအပင်လေးတွေကိုအိမ်နာထဲမှာသူတို့ကစိုက်ထားပေးပြီးတော့ဒါစွမ်းအင်ကိုမြင့်တင်တာပေါ့အဲ့တော့ဒီလိုမျိုးလုပ်ခြင်းအပြင်ဒီအပင်တွေရဲ့အစိမ်းရောင်တဲ့တဘာဝစွမ်းအင်တွေကကျွန်တော်တို့အိမ်နာထဲမှာရှိနေတဲ့အနုလက္ခဏာစွမ်းအင် negative energy တွေကိုစုပ်ယူပေးပြီးတော့အစိတ်တော်တွေကိုတန့်စင်ပေးတာပဲဖြစ်ပါတယ်နော်ဒါအပြင်ကမှကျွန်တော်တို့တစ်သားတက်လို့ခေါ်တဲ့နော်တစ်သားတက်နော်ပြီးတော့အိမ်နာကဒါရေတက်နော်ဒါတွေကိုကျွန်တော်တို့အလွန်ကျွံစီးဆင်းမှုကိုထိန်းညှိပြီးတဲ့အတွက်ကြောင့်မို့လို့လက်လာပါကိုပြန်လဲပွင့်လန်းလာစေတယ်ဆိုပြီးတော့လည်းဆိုထားကြပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်အရေးကြီးဆုံးသတိပြုရမယ့်အချက်ကတော့ကျွန်တော်တို့မိမိတို့ရဲ့အိမ်ရဲ့နော်အဝင်နော်ဒီတက္ကမကြီးကိုဆိုလိုတာပါနော်မိမိတို့အိမ်ရဲ့အဝင်တက္ကမကြီးနဲ့အိမ်နာတကားကတဲ့မျက်နှာချင်းဆိုင်ဖြစ်မနေဖို့အရန်အရေးကြီးပါတယ်ဆိုလိုတဲ့သဘောကအိမ်ထဲကနေပြီးတော့အိမ်ထဲကိုပေါ့နော်တက္ကမကြီးကဝင်နေတာနဲ့မိမိကအိမ်နာတကားကိုတန်းပြီးတော့မြင်နေရတာမျိုးမဖြစ်ဖို့လိုပါတယ်တကယ်လို့မိမိအိမ်ရဲ့ဖွဲ့စည်းပုံအရာနော်မိမိကမဖြစ်မနေအိမ်နာလည်းဒီနားမှာပဲထားရမယ်တခြားနေရာကိုရွှေ့ဖို့ကလည်းအဆင်မပြေဘူးဆိုလို့ရှိရင်ဒီအိမ်အဝင်တက္ကမကြီးကနေဒါဝင်တဲ့နေရာနဲ့အိမ်နာတကားရဲ့ကြားထဲမှာကျွန်တော်တို့ဒါအကာယံလေးတစ်ခုပေါ့နော်လိုက်ကာပဲဖြစ်ဖြစ်နော်ဒီလိုမျိုးလေးဒါအကာယံထားပေးရမှာဖြစ်ပါတယ်တကယ်လို့အဲ့လိုမျိုးမကာယံထားဘူးတဲ့တဲ့ပဲစိုင်နေတယ်ဆိုလို့ရှိရင်ဒါအိမ်ထဲကိုဝင်လာမဲ့လက်လာပါတွေကအိမ်နာတွေကိုတန်းပြီးတော့ဝင်သွားတတ်တယ်လို့ဆိုထားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့အလယ်မှာကျွန်တော်တို့ကဒါအကာယံလေးတစ်ခုလုပ်ထားပေးမယ်ဆိုလို့ရှိရင်ဒီအိမ်ဝင်တက္ကမကြီးကဝင်လာတဲ့လက်လာပါတွေကအိမ်နာစီကိုတန်းရောက်မသွားဘဲနဲ့မိမိရဲ့အိမ်ထဲမှာလက်ပတ်ပြီးတော့မှဒါအိမ်နာတွေကိုစီးဆင်းသွားတဲ့သဘောတရားဖြစ်တာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မလို့လက်လာပါတွေမိမိအိမ်ထဲမှာရှိနေဖို့အတွက်ဒါလိုမျိုးလေးကာယံပြီးတော့အသုံးပြုလို့ရပါတယ်။အကယ်၍ဒီလိုစိုင်နေခဲ့ရင်ဒါလိုက်ကလှလှလေးတစ်ခုခုသုံးပြီးတော့မှအကန့်ပေါ့နော် partition လေးတစ်ခုခုခံပြီးတော့မှသုံးပြုလို့ရပါတယ်။နောက်တစ်ခုကကျတော့တန်ရှင်းတဲ့အိမ်နာကစီးပွားတက်ခြင်းရဲ့လျှို့ဝှက်ချက်ဆိုပြီးတော့ဒါဆိုရွေးစကားရှိထားကြပါတယ်။အဲ့တော့မိမိတို့ရဲ့အိမ်နာကိုဒီနေ့ကနေစပြီးတော့အထူးဂရုစိုက်ပြီးတော့ပြင်ဆင်လိုက်ခြင်းနော်တန်ရှင်းလိုက်ခြင်းကျွန်တော်တို့ပြုပြင်လိုက်ခြင်းအပြင်နော်စီးပွားလက်လာပါတွေမိမိတို့အနေနဲ့
များစွာတိုးတက်လာမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ဒီကနေ့မှာမျှဝေပေးပါတယ်ဒါကြောင့်မို့လို့အိမ်နာကမိမိအိမ်ရဲ့စီးပွားရေးတိုးတက်မှုနဲ့သက်ဆိုင်ပါတယ်အရေးလဲကြီးပါတယ်ကျွန်တော်တို့ဒါအိမ်တအိမ်ရဲ့စီကံတစ်ခုကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်အိမ်နာကိုကြည့်ပြီးတော့စစ်ဆေးရပါတယ်အိမ်နာတန်ရှင်းတက်ရက်တဲ့အိမ်တွေဟာစီကံစီစနစ်ကောင်းကြပါတယ်စီကံစီစနစ်ကောင်းတဲ့အိမ်တွေကိုလက်လာပါတွေကလည်းဒါဝင်ရောက်လာတတ်တာတဘာဝတရားပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒါလေးကိုကျွန်တော်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်တခြားသူများလည်းသိရှိသွားအောင်တစ်ဆင့်ပြန်လည်းမျှဝေပေးခြင်းဖြင့်လည်းမိတ်ဆွေတို့အနေနဲ့ကုသိုလ်ယူကြပါเนาะဒါကြောင့်မို့လို့ဒီကနေ့ကနေစပြီးတော့မိမိတို့ရဲ့အိမ်ကအိမ်နာကိုအထူးဂရုစိုက်ပြင်ဆင်လိုက်ခြင်းเนาะပြုပြင်လိုက်ခြင်းတန်ရှင်းလိုက်ခြင်းအပြင်စီးပွားလက်လာပါတွေဒီရလာတိုးတက်လာပါစေကြောင်းပွင့်လန်းလာပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းနဲ့ကျွန်တော်ကဒီဗီဒီယိုလေးကိုနှုတ်ခွန်းဆက်လိုက်ပါတယ်အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ